အားလုံးပဲမင်္ဂလာပါ MH Generation ရှိန်နေမှနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဟာတာအခွေးလေးရဲ့အနည်းငယ်ကြည့်ရမှာဖြစ်ပါတယ်မိတ်ဆွေများရေနောက်ဆက်လက်ပြီးတော့ကျွန်တော်နည်းနည်းလေးတင်ဆက်သွားမှာဖြစ်ပါတယ်နော်ကဲကြည့်ကြအောင် let's go ဒုက္ခဒီမွန်နော်ကျွန်တော်နဲ့ model လုံးပိုင်ရှင်ဟာတာလေးဖြစ်ပါတယ်ဗျကဲနည်းနည်းကြည့်ကြအောင်လူရိုင်းနေရှိကိခါကအဲ့လိုမျိုးရှိတယ်ကိုကတရုပ်ဆောင်မှုတွေကတော်တော်လေးမိုက်တယ်ကဲမြောင်းနေမောင်ကတော့မြောက်ကိုဘယ်လိုဖမ်းမလဲကြည့်အောင်ကျွန်တော်တို့မြောင်းနေမောင်နော်မြောက်ကိုပါစက်နောက်ဖမ်းနိုင်တာဒီလိုမျိုးရနော်မင်းတို့ကနေဘာတော့နေလဲဝိစားမပါဘာမှမနဲ့ဘာလို့တော့တော်ကူရတဲ့ခိုင်ဟမ်ဘာလို့အတော်ကူရတဲ့ခိုင်ဆိုတော့လူရိုင်းနေလို့ပြောတာရှင်နေပြောဟာမင်းတို့ကောင်းနေရလဲကွာမင်းတို့ဒီဘာတွေမသုံးပါဘူးလားဒီလောက်ရိုင်းနေတာဟိုကလည်းလူရိုင်းကစကားတွေရလို့တော်ရင်းလူရိုင်းလို့ပြောတာနေပြီဟင်တော်ရင်းလူရိုင်းဒီ ဟုတ်ကဲ့ဟောတဲ့ခိုင်ဘာတော့ပေါ်တဲ့ခိုင်နဲ့ကျမတို့ဖမ်းခိုင်းနေတာကိုရဲ့ခေါ်လာခဲ့ဒါအရင်နော်အဲ့လိုမျိုးလူရိုင်းတွေခုလေးရှိနေတုံးဝင်နော်ဒီအာဖရိကနိုင်ငံတွေမှာဒီလိုလူရိုင်းတွေအဝတ်စားမွဲတဲ့ဟာတွေရှိနော်ခုကတော့မှနော်မြန်မာနိုင်ငံလူရိုင်းတွေပေါ့နော်မြန်မာနိုင်ငံလူရိုင်းတော့ပေါ့ကျွန်တော်တို့ဟိုအာဖရိကနိုင်ငံတွေကလူရိုင်းတော့ဘလို့ကွာခြားတယ်လေဒီနေ့နော်ဘုသူတွေရက်စရာလေးတွေကြည့်အောင်ဟာတဲ့လာနိုနီပြောရခဲ့ဟူမင်းမပြောဘူးရောဟဲ့လားမပြောချိုးနေနေရှိအဲ့ဒါမထိမှာထိုးတော့မေဒီနေ့များတော့နော်ဒုက္ခဒီမွန်နော်ကျွန်တော်နဲ့ model လုံးပိုင်ရှင်ဟာသက်တရုပ်ဆောင်လေးပါနော်ဟာသက်တရုပ်ဆောင်လေးပဲဖြစ်ပါတယ်မွေးကိုနှုတ်နေလူရိုင်းကောင်းဆောင်ကဘာကောင်းပြောတယ်လဲပြောတတ်တာဗောမင်းတို့မြို့ပေါ်မှာငွန်းချက်လုံးလုံးငါဒီတော်ထဲမှာမနေလားနှိ50ကျော်ခဲ့50ဖြစ်နိုင်ပါမလားဗျာဆက်စေတဲ့ငါကြော်လိုက်ဟုတ်ကဲ့နဲ့ဒီနဲ့ကြော်မလားပေါင်းပြီးကြော်ပေါင်းစီအစီကြီးနှမ်းစီနဲ့ကြော်လိုက်ကြောင်ကုန်ပြီဘူလုံလာတာ50ကျော်နေပြီတော့ပြောတာ50ဟုတ်ကဲ့โอ้လာရေဟောတော့ပဲကျမရမ်းလာလို့ပြောတာလားကျေးဇူးနေဝိထားတဲ့ဟာကိုပြောတာကျော်တကူများတက်ခမ်းမယ်လောက်တကူ no တမကြတဲ့တခင်မဆိုတာသူများပြစ်နေကိုမလူယူဘူးလာလို့တခင်မကိုခဏလောက်ပြေးဝတ်ပါလားလို့ဟင်လူရိုင်းမှာလေအလားကြိုက်တယ်ပြောပါလူရိုင်းမကလို့ဘာပြစ်နေလဲမိမနိုင်ရဲ့အလားပါကြိုက်တယ်ဆိုတာမသိဘူးလားပြီပါလေဒါလေးအားလာတာပဲ
ဟောလှမှာပေါ့ဒုက္ခထိုင်မွန်ဆိုင်တိုက်ကဝယ်ထားတာလေ ဒုက္ခတိုင်းမ ဟုတ်တယ် ခါတိုင်း ဆိုင်မှာဆိုလို့ရှိရင်ဒီထက်ဘူးလာတဲ့ဒီဇိုင်းတွေအောင်ရှိရလိုက်ကြည့်မလားโอ้ไอ้ဆိုင်ကိုလိုက်ပို့ပေးပါလားပို့ပေးမယ်ဒါပေမဲ့ဒုက္ခတိုင်မွန်ဆိုင်ကရန်ကုန်လှိုင်းလိုက်ရနှုတ်ရင်းအင်ယာမှာတစ်ဆိုင်မန်လေးတစ်ဆိုင်မိထီလာမှာတစ်ဆိုင် နော်ဒုက္ခဒီမွန်ပါဒုက္ခဒီမွန်ဆိုင်ရေးနော်ကြော်ညာလေးရပါနော်ဟာသားလေးတွေဒီအဖွေးနော်ဟာသားလေးတော်တော်လေးကိုနော် TikTok တွေမှာ Facebook တွေမှာ YouTube တွေမှာတော်တော်များနေနော်အများကြီးတော်တော်လေးကိုမြင်မြင်ဆဆရှိနေနော်သူကမိသားစုတွေဒီအဖွေးတွေဟာသားတော်တော်ကောင်းနေနော်တယောက်ဆောင်မုံလေးတွေဒီလိုဟာသားတယောက်ဆောင်မုံဆိုတာလေအရန်ကိုခက်တဲ့နော်သူခုမှပညာတစ်ခုလို့ပြောမှာမဖြစ်ပါဘူးနော်အဲဒါကြောင့်နော်ဒုက္ခဒီမွန်ကျွန်တော်နဲ့မော်ဘီတက်လုံးပိုင်ရှင်ကလေးကျွန်တော် credit ပြပါတယ်ကျွန်တော်ကနေပြီးတော့နေဟာသားလေးတွေအဖြစ်ဖြင့်ကျွန်တော်ရဲ့မိတ်ဆွေများကိုနည်းနည်းမျှဝေတင်ဆက်တော့တာဖြစ်ပါတယ်ဗျ မူဆယ်မှာတစ်ဆိုင်တိုင်းစီးတီမှာတစ်ဆိုင်ငါးဆိုင်တောင်ရှိတာဆိုတော့ဘယ်ဆိုင်ကိုပို့ပေးရမလဲ ဒုက္ခတိုင်းမဖြစ်ပြီးရော ဒုက္ခတိုင်းဖြစ်ရင်ပြီးရော လိုက်ပို့ပေးပါ ခုလိုက်တော့တောင်းတော့ ပို့ပေးမယ်နင်ကျွန်မတက်စီလေးတော့ငှားလာအောင်မယ်နော်အဲ့ဒါဆို no 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 တက်စီမငားနဲ့မိပွိုင်းနေများလို့ကြားတယ် ဟွန်း သခင်မရဲ့မော်တက်လုံးနဲ့ မော်ဒယ်နဲ့လုံးမယ်ခါဟမ် ဟုတ်ပြီနော် ငါတို့လော်တကုန်းငါတို့ငါတို့ငါတို့လော်တကုန်းငါတို့ငါတို့လော်တကုန်းငါတို့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  ဟဲ့နင်တို့ဘယ်လုံးငုံခိုင်းနေရလဲမငုံချင်ပါဘူး သခင်မရဲ့မော်တက်လုံးကိုပြောတာပါ မော်ဒယ်လုံးကလည်းမသိရင်ကြက်ဝီကြီးကြာနာပဲ ရှာရှင်နဲ့ဒါသခင်မတို့ရဲ့ကန်ဝင်မော်တက်လုံး အဲ့လိုကြီးနေမှာလားပါဇက်တဲ့ဘယ်လိုလုပ်ဆက်မှာလဲလို့ ဒါကြတော့မစက်ဦးပြောပါသိပြီမဲ့ သိပြီ ကဲရော့ ဒုက္ခဒီမွန်ဆိုင်ကိုရောက်တော့ပါပြီအိုး ငါလူနေပစတဲ့ရောက်သွားပြီလေ ဟောရောင်းသွားလို့ပါ စိတ်နေမြိုင်းမဲ့တော့ဟေးလောက်လိုက်တော့ ဟောအဲ့ဒါကြောင့်ဆိုင်ကိုခေါ်လာတာလေတိတ်တတာယူ ယူမ လူပေါင်းစုံနေဟဲ့ တခင်မအကြိုက်ကောတွေ့ပြီလား ဒီမလေးဟုတ်တာလေဒါလေးလေးကြိုက်တယ်ဒါလေးလေးကြိုက်လို့လေဘယ်ဟာလေးယူရင်ကောင်းမလဲ အော်တခင်မကလည်းဒုက္ခတိုင်မှုစိတ်တိုင်းမှာအယောင်က8%အလဲက0%ဖြစ်တဲ့အတွက်ကြောင့်နောက်ကျရင်တခင်မကြိုက်တယ်လည်းပြန်လဲလို့ရတယ်လေ အဲ့လိုရလား ဟုတ်တယ် အဲဆိုတော့လာလေမယ် လာပြီ တခေါ်တကင်မော်တကအယောတကယ်လားဒုံ လာတယ်ဗောဟဲ့ဒီမှာဘာလေးဆက်လိုက်လာတော့ အော်ဒီလိုပါဟိုသူတို့တခင်မဟိုတဲ့အဲ့လားစိတ်မချလို့လေဗျာအတင်းလိုက်ပို့ခိုင်းလို့လေကျွန်တော်မျိုးလိုက်ပို့ပေးရပါ အော်ကဲတီးတက်လိုက်တဲ့ငါရဲ့တပည့်လေးတွေကြည်စမ်းတီးတက်လိုက်တဲ့ငါရဲ့တပည့်လေးတွေရောခုလိုလိုက်ပို့ပေးတဲ့ဒီစုံတွဲကိုရောဒီတခင်မဒုက္ခတိုင်းမစိတ်ဆိုင်ရနေစိတ်လက်စွပ်တယောက်ကွင်းစုချင်းမြင်မယ်ဗျာကဲလူချင်းသားလေးလည်းရပြီဆိုတော့ ကိုရုံဖြောက်တော့မယ် ခုလိုလိုက်ပို့ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင် ကောင်း ကြောက်သွားပြီ ရောက်တော့ လိုက်တာကွာသူတို့ပြန်သွားမှာပဲလीစိတ်သက်သာရသွား ပါတော့ပြီရင်းတယ် ဘာစိတ်သက်သာတာတော့စိတ်မိုးတွေမရှင်းသွားသေးဘူးလေ ချိန်မချင်း စိတ်ဘူးတွေမရှင်းဘူးလား ဟုတ်ကဲ့ ဟောအဲ့ဒါဆိုသူတို့ယူသွားတဲ့စိတ်တွေကဘယ်လိုရှင်းမှာတော့ ကျမတို့ရှင်းရမှာပေါ့ ဟဲ့ ဟုတ်ကဲ့အဲ့ဆိုမြတ်နော်ဒါကတော့ဟာသားအရင်တရုပ်ဆောင်ကောင်းတဲ့နော်ဒုက္ခဒီမွန်ကျွန်တော်
ကျွန်တော်နော်မော်ဒယ်လုံးပိုင်ရှင်တရုတ်ဆောင်အာဒလေးတွေကိုတရုတ်ဆောင်တော့တဲ့ဖြစ်ပါတယ်တရုတ်ဆောင်တော့တာနော်ဇော်မျိုးဦးလိုမိသားစုပဲဖြစ်ပါနော်ဇော်မျိုးဦးလိုမိသားစုကတရုတ်ဆောင်ရန်ကောင်းပါတယ် Facebook TikTok တွေဟာသားတွေရန်မိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့မိတ်ဆွေများကိုနည်းနည်းမျှဝေတင်ဆက်ပေးလိုက်ရပါတယ်ဗျကဲဆက်လက်ပြီးတော့နောက်တစ်ခု လောကကြီးမှာကိုပေးတဲ့လောက်ပြန်မရဘာလဲနင်တို့သိလား သိတာကောကိုကြီးရဲ့ချစ်လေ မဟုတ်တစ်တော့မှာအသေးပြီး တင်းမြင့်မြတ်လို့ရှင်လား တော်ပါကွာဒီအိမ်မှာငါလှုပ်ချင်တာငါလှုပ်မယ်ယောက်ျားတွေဆိုတာအိမ်တိန်ရဲ့ဦးကောင်းပဲ ရှင်တို့ယောက်ျားတွေကဦးကောင်းဆိုရင်ကျမတို့မိန်းမတွေလေပင်အဲ့ဒီခေါင်းကိုကျမတို့လှည့်ကျင်တဲ့ဘက်ကိုလှည့်လို့ရ အယောဒီမှာ မိုးရီရွာရင်ဖြင့်ကွယ်လွမ်းစိတ်တွေရဲ့ငယ်ချီဟောင်းတဲ့တိတ်ကြောင်းလေးများရဲ့ မိုးရရတဲ့ဈေးကရောက်မကောင်းတဲ့ကြားတယ်ရှင်ကအိမ်မှာနေပြီးငယ်ရှိဟောင်းလွမ်းနေတယ်ပြောပါ ။ဩတချင်းဆိုတာပါမိမရာ တခြားတချင်းဆိုငယ်ရှိဟောင်းမပါစေနဲ့ အဲ့တော့နော်ဇော်မျိုးဦးလို entertainment ဖြစ်ပါတယ်ဟာသားလေးတွေပါအနေငယ်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်နောက်သိစင်လာသမျှဗီဒီယိုများကိုလည်းစောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးဖို့လည်းကျွန်တော်ရဲ့မိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်ဗျ